Toyota Land Cruiser 200 Series ဆိုတာတော့ဒီတိုင်းပဲ Land ဒီပေါ်မှာ73နှစ်လောက်စိုးမိုးခဲ့တဲ့ကားပေါ့ဒါမဲ့လေအဲ့ဒီ73နှစ်လုံးမှာသူကတပုံစံလေးရှိနေခဲ့တာလားမဟုတ်ပါဘူးအဲ့ဒီတော့ဒီနေ့မှာသူရဲ့ပြောင်းလဲတိုးတက်လာတဲ့ခရီးကိုအပိုင်း3ပိုင်းခွဲပြီးတစ်ချက်ကြည့်လိုက်ကြရအောင် ဒီကား3စီးလုံးနောက်တစ်ခါအတူတူရှိနေမှာမဟုတ်တော့ဘူးဆိုတာသိလို့ဒီလုတ်ကိုအခုချက်ချင်းလုတ်ခဲ့ရတာပါတဲ့ဒီစကားတခုံးကပဲဒီနေ့တင်ဆက်မှုကဘလို့တောင်ရှားပါပါအခွင့်အရေးလဲဆိုတာပြနေတာပဲဟုတ်တယ်ဒန်တာယူလိုဖြစ်နေတဲ့ model တစ်ခုတည်းရဲ့မျိုးဆက်3ခုကိုတင်နေရတဲ့မှာရှင်းပြီးကြီးခွင့်ရတယ်ဆိုတာတကယ်မလွယ်ဘူးလေကဲဒီခွင့်ရေးကိုအမိရယူပြီးတစီချင်းစီရဲ့ထူးခြားချက်တွေကိုအနီးကလေးလာကြည့်ကြတာပေါ့ Land Cruiser ကိုတကယ်ကြိုက်တဲ့သူတွေကြားမှာလေ200 series ကိုခွဲပြောတဲ့အခါတုန်းတဲ့ရုပ်ဝတ္နာမယ်လေးတွေရှိတယ်။အဲ့ဒါကဘာများလဲဆိုတော့တိတ်ကိုရိုးရှင်းပါတယ်.1 .2 နဲ့ .3 တဲ့။ဆိုတော့ဒီနာမည်ရဲ့နောက်ွယ်မှာဘယ်လိုဇာတ်လမ်းလေးရှိနေမလဲ။လာအခုပဲအဲ့ဒီဇာတ်လမ်းလေးကိုတစ်ချက်နားထောင်ကြည့်ကြရအောင်။ကဲဒီမှာကြည့်လိုက်ရင်2000 series ရဲ့ creed က2008မှာစပြီး2021မှာအဆုံးသတ်ခဲ့တာကိုတွေ့ရပါမယ်။အဲ့ creed ရှေ့ကြီးကိုပိုင်း3ပိုင်းခွဲပြီးကြည့်လို့ရတယ်။ပထမပိုင်းကတော့အစပြုတ်ခဲ့တဲ့ the original 2008ကနေ2017အထိပေါ့ဒုတိယပိုင်းကဒီ refresh 2012ကနေ2015အထိနည်းနည်းလေးအသွင်သစ်ပြောင်းခဲ့တဲ့အချိန်နောက်ဆုံးအပိုင်းကတော့ the finale 2016ကနေစပြီးခေတ်သစ်တဲ့ကိုလုံးဝဝင်ရောက်ခဲ့တဲ့အပိုင်းပဲဆိုတော့ဒီပိုင်းကြီးမှာဘာတွေထူးခြားသွားလဲဆိုတာဆက်ကြည့်လိုက်ကြအောင် ဒါပေမဲ့လေဒီကားရဲ့အပြင်ပိုင်းဒီဇိုင်းတွေအတွင်ကန်နီးပညာတွေဘယ်လောက်ပဲပြောင်းသွားတကယ်အံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့အဓိကကြတဲ့ကိုယ်ထေ body ပေါ့နဲ့မောင်းတဲ့စနစ် drive train ကအစကနေဆုံးတခုမှမပြောင်းလဲပဲတည်ရှိနေကြတာပဲဒါက Land Cruiser ရဲ့အမားခံရေသွေးကိုတက်တည်ပြနေတာကြံ့တဲ့အပြောင်းလဲတွေအားလုံးကဒီခိုင်မာတဲ့အခြေခံပေါ်မှာပဲဒီဆောက်ထားတာပါ ကဲအားလုံးရဲ့စာ .1 ကိုပြန်သွားကြည့်ကြအောင်ဒီခါ Land Cruiser 200 series ပုံရိပ်ကိုဘယ်လိုအုံမြင့်ချခဲ့တယ်လဲသူ့ရဲ့ထူးခြားချက်တွေကဘာလဲဆိုတာတစ်ချက်လေ့လာကြည့်ကြမယ် Land Cruiser ကိုတကယ်ဆွဲမြတ်ကြိုက်တဲ့သူတွေကိုတွားမေးကြည့်အများစုက .1.1 ကိုပဲ Land Cruiser အစစ်အမှန်ရဲ့ပုံစံလို့ပြောကြလိမ့်မယ်ဘာလို့လဲဆိုတော့လေသူ့ရဲ့ဒီဇိုင်းကမလိုအပ်တဲ့အလှရှင်တာတွေဘာမှမပါဘူးခိုင်မာတဲ့ရိုးရှင်းတဲ့ Land Cruiser ရဲ့ကန်တဝင်းပုံစံကိုအပြည့်အဝဖော်ညွှန်းနေလို့ပါပဲ ကျော်ဝက်ရဲ့အတွင်းခန်းကိုအခုခေတ်ကားတွေနဲ့ယဉ်ကြည့်လိုက်ရင်တော့နည်းနည်းရိုးရှင်းတယ်လို့ထင်စရာရှိတာပေါ့ user interface ဆိုလဲခလုတ်တွေနဲ့ပြီးတော့လမ်းကြောင်းမောင်းတဲ့အခါအရန်အသုံးဝင်တဲ့ multi terrain select လိုမျိုးအဆင့်မြင့်စနစ်တွေမပါသေးဘူးနောက်ပြီးညဖြောင်းစင်မတိုင်ခင်ကဆိုဖုန်းကနေတချင်းနားထောင်ကြရင်တော့ Bluetooth မပါသေးဘူးလေဒါပေမဲ့အဲ့ဒီရိုးရှင်းမှုကပဲသူ့ရဲ့ခိုင်မာတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေခဲ့တာပါ ဆိုတော့The One ရဲ့အောင်မြင်မှုအပြီးမှာ Toyota က200 series ကိုတရက်ပို့ပြီးခင်မီအောင်လို့ရမယ်လို့ဆုံးဖြတ်ခဲ့တယ်။အဲဒီကနေပဲ.2ဆွဲအစမင့်တင်မှုတွေနဲ့ model တစ်ပေါ်ထွက်လာတော့တာပဲ .2 မှာသူတို့ကအတီးကအာယုံစိုက်ချတာကအတွင်းခန်းရဲ့ခံစားမှုပဲတားရဲ့အမျိုးအစားကိုပိုကောင်းတာပြောင်းသုံးတယ်ပြီးတော့ console ကိုလည်းတောက်ပြောင်းနေတဲ့ piano black တစ်တာပိုင်းတွေနဲ့အလားဆင်လိုက်တယ်အဲ့ဒီတော့ကားတဲ့ကိုဝင်လိုက်တာနဲ့ကိုဟာပိုပြီးတန်ဖိုးကြီးပြီးခင်းမိသွားပါလားဆိုတဲ့ခံစားမှုကိုချက်ချင်းရစေတယ်တားတို့ရဲ့ပြောင်းလဲမှုတွေကမျက်စိနဲ့တင်တားမြင်တာတယ်ဥပမာ tech interface အသစ်ကပိုရှင်းသွားတဲ့တိုင်ခွက်ဒီဇိုင်းကအပိုခက်မိလာတယ်ပြီးတော့ရှေ့ပိုင်းဒီဇိုင်းကိုပိုပြီးထက်ရှာသွားစေတဲ့မီးကြီးနဲ့ပမ်ပါဒီဇိုင်းအသစ်တွေပေါ့ဒီတော့သေးစစ်ပြောင်းလဲမှုတွေကပဲကားတစ်စီးလုံးရဲ့အသွင်ပြင်ကိုတိတိတသားပြောင်းလဲသွားစေခဲ့တာဒါပေမဲ့စိတ်ဝင်စားစရာကောင်းလာတော့ရှေ့ခန်းမှာ assignment တင်မှုတွေအများကြီးလုပ်ခဲ့ပေမဲ့ကားနောက်ခန်းကိုကြည့်လိုက်ရင်တော့အရာအလုံးကအရင်တိုင်းပဲအထူးသဖြင့်တတိယတန်းခိုင်ခွန်ဒီဇိုင်းကလည်းတောဝါနဲ့တပုံစံတီးပါပဲဒါကဘာကိုပြလဲဆိုတော့ Toyota ဟာမောင်းသူရဲ့အတွေ့အကြုံကိုအဓိကထားခဲ့ပြီး Creed အတွက်နေရာကိုတော့မပြောင်းလဲခဲ့ဘူးဆိုတာပါပဲ ကဲအခုတော့2000 series ရဲ့ခရီးစဉ်မှာနောက်ဆုံးအခန်းကိုရောက်လာပြီဒါကတော့အပြောင်းလဲအများဆုံးနဲ့အားလုံးကိုအံ့အားသင့်စေခဲ့တဲ့ .3 ပါပဲ ဒီနေရာမှာတော့အရာအလုံးကနောက်တစ်ခါထပ်ပြီးကွဲပြားသွားပြန်ပြီလေဒီစကားတကယ်မှန်တယ် .2 ကတေးသေးမောမောအစစ်မြင့်တင်မှုဆိုရင် .3 ကတော့200 series ကိုခစ်တစ်ထဲကိုဆွဲခေါ်သွားတဲ့ကြီးမားတဲ့ခုံပြန်ကျော်လွှားမှုတစ်ခုလို့ပြောလို့ရတယ် .3 မှာတော့ Toyota ကဘာကိုမှချမ်းမထားခဲ့တော့ဘူးအပြင်မှာခင်မီ LED မီတွေနဲ့ပိုပြီးခံရတဲ့ဒီဇိုင်းကိုပြောင်းလိုက်တယ်အတွင်းကလည်းလုံးဝကိုအသစ်ဖြစ်သွားတာအလဲကောင်းဆော့ navigation screen cloud အားလုံးကိုပိုပြီးအသုံးပြုရလွယ်အောင်လာအောင်ပြန်လည်ဒီဇိုင်းဆွဲခဲ့တယ်ပြီးတော့နောက်ဆုံးမှာတော့ Land Cruiser ရဲ့နာမည်ကျော် multi terrain select စနစ်ကိုလည်းထည့်သွင်းပေးခဲ့ပါတော့တယ်ကဲမျိုးဆက်တစ်ခုချင်းစီကိုလေ့လာပြီးသွားပြီဆိုတော့အခုသူတို့သုံးခုကိုဘေးချင်းချင်းပြီးတစ်ချက်ကြည့်လိုက်ရအောင်ဘယ်ချက်တွေကတကယ်တမ်းပြောင်းလဲသွားပြီးဘယ်ဟာတွေကတော့အတူတူပဲရှိနေခဲ့တယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်သွားပါလိမ့်မယ်
ဒီဆရာကိုကြည့်လိုက်ရှင်းရှင်းလင်းလင်းတွေ့ရမှာပါအစပိုင်းတော့ဝမ်ကရိုးရှင်းပြီးခိုင်မာတဲ့အခြေခံကိုပေးတယ်တော့2ကအတွင်းခံကိုနည်းနည်းလေးအစစ်မြင့်တင်ပေးခဲ့တယ်ပြီးတော့ dot 3ကတော့ဤပညာနဲ့ဒီဇိုင်းပိုင်းမှာအလုံးစုံခင်မီအောင်ပြောင်းလဲပြလိုက်တာပြောရရင်မျိုးဆက်တစ်ခုစီမှာသူ့ရဲ့ဥတီချက်ကိုစီရှိခဲ့ကြတာပေါ့ Top 3 model တွေအားလုံးထဲမှာကားဝါဒနာအိုတွေအသေးအံလိုက်ရှာနေကြတဲ့ဒန်ဒီယာရီဆန်းဆန်းကားတစ်စီးရှိတယ်။အဲဒီကားကို specification အရရှာရအလွန်ခက်တဲ့ကားတစ်စီးလို့တောင်းတမဲ့ပေးထားကြခဲ့။အဲ့ဒီ ultimate spec ဆိုတာကတကယ်တော့ရောင်းအတွဲအဆက်တစ်ခုပါ။ဒါပေမဲ့တာမန်အယောင်တော့မဟုတ်ဘူးပေါ့နော်။အပြင်ဘက်က shine နဲ့ blue nautical pearl အပြာရောင်နဲ့အတွင်းခန်းကနှွေးထွေးတဲ့ terra အညိုရောင်တို့ရဲ့ပေါင်းစပ်မှုဒီအတွဲအဆက်ကအလွန်ရှားပါပြီးကြည်ရတာလေအရန်လာတဲ့အတွက်ကားဆူဆောင်သူတွေကြားမှာတန်ဖိုးအထားဆုံးဖြစ်နေရတာပါနောက်ဆုံးမှာတော့ဒီကားတွေကအပြင်ဘက်မှာ၃မျိုး၃စာအသွင်ပြောင်းခဲ့ပြီးမြဲသူ့ရဲ့နှလုံးသားသူ့ရဲ့ဆိုးကတော့တစ်ခုတည်းပါပဲခစ်တွေပြောင်းနီးပညာတွေပြောင်းပါပြီမြဲ Land Cruiser ရဲ့မတုံမလို့ခိုင်မာတဲ့စိတ်ဓာတ်ကတော့အမြဲတမ်းဒီနေရာမှာကင်းအောင်နေစေပါပဲဒီဇိုင်းဒီနီးပညာတွေကအချိန်တိုင်းဟောင်းတော့မှာပဲဒါပေမဲ့ Land Cruiser ဆိုတဲ့နာမည်ကတော့ဆက်စွန်းတဲ့ကြောင်တီမြဲနေတော့ဒါဆိုရင်တကယ်မေခွန်းကဒါပဲအပေါ်ရအပြောင်းလဲတွေထဲကြော်လွန်ပြီး Land Cruiser တစ်စီးကိုအချိန်တိုင်းတန်ဖိုးရှိနေစေတဲ့တကယ်လျှော့ဝှက်ကဘာများဖြစ်မလဲ